ခုနအကိုကြည့်တော့ဟိုတချို့စကားတွေဆိုလို့ရှိရင်စာလိုပဲပြောချပလိုက်တာဟိုတနေ့ကလည်းစိုးကိုပြောသေးတယ်ဟုတ်တယ်နော်ဆိုအဲ့ဒါကြီးကဘလို့ကြီးပြောလိုက်တာလဲအရန်စာရွတ်တယ်လို့မျိုးကြီးပဲငငယ်တုန်းကစာကြက်တယ်လို့မျိုးကြီးပဲရွတ်ချလိုက်တာမျိုးကြီးဟုတ်တယ်နော်အဲ့ဒီမှာတော့အသက်ဝင်တာမပေါ့အဲ့ဒါကင်မရာကြည့်တဲ့သူတွေကအရန်အရေးကြီးတယ်အဖြတ်အတောက်ပဲဖြစ်ဖြစ်တောက်ဝင်မှုပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါလေးလိုတယ်ဆိုတာကိုကင်မရာဟိုကင်နေတဲ့ angle ယူနေတဲ့သူကသိရမှာဥပမာတစ်ခုပြောပြမယ်အဲ့ဒါဘာလဲဆိုတော့ဟို academy များရှင်ဟိုအန်တီချိုပြုံးကဆရာကြီးဒရိုက်တာဦးတုခကသူ့ကိုတင်ပေးတဲ့အချိန်မှာ तू ကအဲ့ဒီဟာကိုဟိုအဲ့လိုတင်ပေးတယ်ပေါ့နော်အဲ့ဒါကိုဟိုပြန်ပြောပြတာအဲ့ဒါဘာလဲဆိုတော့အိုပဲဟိုကဘာလဲဆိုတော့အိုအိုအိုပဲအိုအကောင်အိုတွေကြီးပဲเนาะအဲ့ဒီအိုကိုမှအမူအရာနဲ့လေသံအနှိတ်အမြင့်ပြပြစောင့်ထွက်တာတွေနဲ့မှအတိတ်ပဲအများကြီးကွဲသွားရော